မင်္ဂလာပါ40ပတ်စာကိုဝင်ဆောင်တရားထိုင်ခြင်းခီးစင်ကြီးရဲ့ပထမဆုံးသတင်းပတ်ကနေနှွေထွေးစွာကြိုဆိုပါရယ်ကျွန်မကတော့ Perfect Well နဲ့တစ်ချက်ခေပဲဖြစ်ပါတယ်ဒီနေ့ဟာတင်းနဲ့တင့်ရင်တွင်းငယ်လေးအတူတကွဖြတ်တန်းရမယ်အံ့ဩကြည်နူးဖွယ်ခီးစဉ်ကြီးရဲ့အစာပြိုးရာနေ့ရက်လေးပဲဖြစ်ပါတယ်ဒီအချိန်လေးကိုတင်းကိုတင်းဂယူဆိုင်ဖိုးနဲ့စိတ်အေးချမ်းမှုအပြည့်အဝရရှိဖို့အတွက်မြုပ်နှံလိုက်ရအောင်ပထမဆုံးအနေနဲ့တင်းအတွက်အသက်တောင့်တတာဆုံးဖြစ်မယ်နေရာလေးတစ်ခုကိုရွေးချယ်ပေးပါထိုင်ခုံမှာပဲဖြစ်ဖြစ်ကျမ်းပင်ပေါ်မှာပဲဖြစ်ဖြစ်ခါကိုမမတ်လေးထားပြီးတက်တောင့်တတာထိုင်နိုင်ပါတယ်အတင်းဖြစ်ပြီဆိုရင်တော့တင်းရဲ့မျက်လုံးလေးတွေကိုဖြည့်ညင်းစွာမိတ်ထားလိုက်ပါတင်းရဲ့ပခုံးလေးတွေကိုအောက်ဖက်ကိုဖြည်းဖြည်းချင်းလျှော့ချလိုက်ပါမျက်နှာပေါ်ကကြွက်တားလေးတွေနှဖူးနဲ့မျက်ခုံးကြားကတင်းမာမှုတွေကိုဖြေလျှော့သွားခွင့်ပြုလိုက်ပါတင်းခန္ဓာကိုယ်တစ်ခုလုံးစုခါလို့ခေါ်တယ်အမြင့်ဆုံးတော့တတောင်တတာရှိမှုအေးချမ်းမှုစီကိုရောက်ရှိသွားပါစေအခုတင်းရဲ့အာယုံကိုတဘာဝအတိုင်းဝင်ထွက်နေတဲ့အသက်ရှူလမ်းကြောင်းစီကိုညင်သာစွာပြောင်းလဲလိုက်ပါကျမတို့တူတူတတောင်တတာနဲ့အေးချမ်းစွာအသက်ရှူရလေ့ကျင့်ခံစုခခရိယာလေးကိုပြုလုပ်ကြပါမယ်နှာခေါင်းကနေလေကိုဖြည်းဖြည်းချင်းနက်နက်ရှိုင်းရှိုင်းရှူသွင်းလိုက်ပါအတစ်တဖန်စားတင်ခြင်းရဲ့လက်ဆက်တဲ့စွမ်းအင်တွေတင်ခန္ဓာကိုယ်တွေကိုစီးဝင်လာတယ်လို့ခံစားကြည့်ပါပါးစပ်ကနေလေကိုဖြည်းဖြည်းချင်းပြန်လွတ်ထုတ်လိုက်ပါခန္ဓာကိုယ်မှာရှိနေတဲ့ပင်ပန်းနွမ်းနယ်မှုစိုးရိမ်ပူပန်မှုတွေအားလုံးလေနဲ့အတူလွင်ပါသွားပါစေထမှန်ပြီးရှူတွင်ပါငြိမ်ချမ်းမှုတွေကိုလက်ခံယူပါရှူထုတ်ပါမလိုအပ်တဲ့အတွေးတွေကိုလွတ်ချလိုက်ပါဒီလိုမျိုးတတောင်တတာအသက်ရှူခြင်းကိုယ့်ရဲ့တဘာဝစီးချက်အတိုင်းဆက်လက်ပြုလုပ်ပေးပါဝင်လေထွက်လေတိုင်းမှာတင်ဟာပိုးပြီး
ငြိမ်သက်အေးချမ်းလာတာကိုတတိပြုမိပါလိမ့်မယ်အခုတင်ရဲ့ညာဖက်လက်ဖွားလေးကိုရင်ဘတ်ပေါ်နှလုံးသားပေါ်တင်ထားပြီးဘယ်ဖက်လက်ဖွားလေးကိုတော့တင်ရဲ့ဝန်းပိုက်လေးပေါ်မှာညင်သာစွာတင်ထားလိုက်ပါတင်ရဲ့နှလုံးခုန်တန်နဲ့အတူဝန်းပိုက်တဲ့ဟာအသက်တွေကျော်အတစ်လေးစတင်ဖြစ်တည်လာမယ်နေရာလေးကိုမေတ္တာတွေပို့လို့ပေးပါပထမဆုံးတည်င်းပတ်ဆိုတာမျိုးစိလေးတစ်ခုစတင်အမြင့်တွယ်ဖို့ပြင်ဆင်နေတဲ့အချိန်ဖြစ်တယ်လို့တင်ခါနာကိုကလည်းကြီးမားတဲ့ပြောင်းလဲမှုတွေအတွက်တိတ်ဆိတ်စွာပြင်ဆင်နေတဲ့အချိန်ဖြစ်ပါတယ်ဒီအပြောင်းလဲတွေကိုကြည်ဖြူစွာလက်ခံဖို့တင်ကိုတင်ခွင့်ပြုလိုက်ပါတင်စိတ်တွေကနေဒီစကားလေးတွေကိုလိုက်ပြောကြည့်ပါငါရဲ့ခန္ဓာကိုယ်ဟာဒီအံ့ဩဖွယ်ကောင်းတဲ့ခီးစဉ်အတွက်အစဉ်တင်ဖြစ်နေပါပြီငါဟာလုံခြုံပါတယ်ငါရဲ့ရင်သွေးငယ်လေးဟာလည်းလုံခြုံပါတယ်ရှေ့ဆက်ရမယ်နေရက်တွေအတွက်ငါမှာအပြေအဝချစ်ချင်းမေတ္တာနဲ့ခွန်အားတွေရှိနေပါတယ်ခုကျမတို့ဒီနေ့ရဲ့တရားထိုင်ခြင်းစီစဉ်ကိုအဆုံးသတ်ဖို့ပြင်ဆင်ကြပါမယ်အသက်ကိုနက်နက်ရှိုင်းရှိုင်းတစ်ချက်ရှူသွင်းလိုက်ပါဖြည်းဖြည်းချင်းပြန်ရှူထုတ်လိုက်ပါတင်ရဲ့လက်ချောင်းလေးတွေခြေချောင်းလေးတွေကိုညင်သာစွာလှူရှားပေးပါခန္ဓာကိုယ်ကိုလိုအပ်တယ်လို့အကျော်ဆန့်နိုင်ပါတယ်တဲ့အတွက်အစင်တင်းဖြစ်ပြီဆိုရင်တော့နှွေးထွေးတဲ့အပြောင်းလေးတစ်ခုနဲ့တူမျက်လုံးလေးကိုဖြည်းဖြည်းချင်းဖွင့်နိုင်ပါပြီဒီနေ့မှာရရှိခဲ့တဲ့စိတ်အေးချမ်းမှုတွေဟာတပတ်လုံးစာတဲ့အတွက်ခွန်အားတွေဖြစ်ပါစေဒုတိယအပတ်စဉ်နေ့ရဲ့ခရီးစဉ်မှာပြန်လည်ဆုံတွေ့ကြပါမယ်ကျမ်းမှာရွှင်လန်းကြပါစေရှင်